Kẻ đi nên mà coffee tao hi ta tệ nhẹ nhẹ khăm nó đi bà này ta tệ khăn chân lệ rồi ta xin đâu vui nhỉ đâu này bắt tập mà chả nhẹ nhẹ ta tệ khăn chân này mà nó đi cô tôi là chả ya lại ta tệ bà nó đi à cô tôi ga chả miêu ta này bắt tập mà bà nó anh nhẹ nhẹ biết nào biết đó là anh chả miêu ta cho bà nó ấy đi biết na ye asaga chama muta ga di the pet to alolo pe ra alolo pe bi ma alolo pe bi yo the pet lo ga akha ching we ma pe chin da ba no akha ching we ma pe chinအဲ့ဒါနဲ့အဲ့လိုမျိုးဖြစ်သွားတော့ကျမအမျိုးသားရဲ့ညီမကဒူဘိုင်းမှာရှိနေတာဒူဘိုင်းမှာရှိနေတော့သူကအဲ့ဒီတယောက်ကိုတွားပြောတာပေါ့နော်အဲ့ဒီတယောက်ကိုတွားပြောတာအဲ့ဒီတယောက်ကိုဘယ်လိုတွားပြောလဲဆိုရင်တခိုးသူများချွေးနေစာကိုအလကားယူစားချင်တယ်ဆိုပြီးမှလေအလကားယူစားချင်တယ်နေစားလို့မကောင်းဘူးအဲ့ဒါညီမိသားစုမှာအစိတ်ဖြစ်ပါစေဆိုပြီးမှကျမခေမပေါ့နော်ခေမကစိတ်တူပြီးမှလိုမျိုးတော့ပြောတာဟိုဘက်ကကောင်တော့ပြောတော့ဖြစ်စဉ်ကကျမအမျိုးသားကစိတ်တူလို့လေသူ့ကိုအခကျင်းငွေတောင်းတယ်ဒါပေမဲ့ဟိုကောင်ကမပေးချင်တော့ကျမအမျိုးသားသူ့ကိုခွန်းလို့လိုက်တာလေနော်မပေးနေတော့ဒါပေမဲ့နေရန်ကြီးအခကျင်းငွေတောင်းပြီးမှသူကဟိုရွှေ့ဒီရွှေ့လုံနေတာဒီဖြစ်စဉ်ကလေပတ်စံပေးမနေ့ပြန်ပေးမယ်တဲ့တပည့်ခါပေးမယ်တဲ့အဲ့လိုမျိုးကိုရွှေ့နေတာမှာသူကပတ်စံမပေးချင်တော့အဲ့ဒါနဲ့ကျမမျိုးသားလေးစိတ်တူပြီးမှနေမပေးချင်မပေးနေတော့ဆိုပြီးမှကျမမျိုးသားကတော့ဒီတိုင်းပဲထားလိုက်တာပေါ့နော်အဲ့ဒါကိုကျမရောက်ဤခေမကိုကကျမမျိုးသားကအဲ့ဒီကောင်စကလေးကပတ်စံမလွဲလာသေးဘူးပတ်စံလွဲလာလားမလွဲလာလားတေချာကြည့်နော်လို့ပြောထားတာအဲ့ဒါနဲ့မလွဲလာဖို့ဆိုတော့ကျမမျိုးသားကကျမရဲ့အခေမောင်မယူနေတော့ဆိုပြီးပြောလိုက်တာအဲ့ဒါနဲ့ကျမခေမကစိတ်ဆူပြီးမှဟိုဘက်ကလို့သွားဆဲတော့ဟိုဘက်ကကောင်ကကျေးဇူးမတင်တဲ့အပြင်ငါ့ကိုဒီလိုမျိုးဆဲရလားဆိုပြီးမှလေကျမရဲ့ခေမတရားဆွဲတာအဲ့ဒီစကားတခွန်းနဲ့တော့ကြည့်အခုခေဘလောက်ထိကြောက်စရာကောင်းလဲဆိုရင်နေအဲ့ဒီအခကျင်းဝင်မပေးချင်တဲ့ကောင်တခိုးနေမိသားစုမှာအဲ့ဒါစားပြီးမှအစင်တိပါစေဆိုပြီးမှတွားဆဲတော့ဟိုကောင်ကကျမရောက်ခေမအောင်တရားဆွဲတော့ကျမကအဲ့မှာဇက်လန်းကကျမနဲ့စလာပြီအဲ့ဒါနဲ့ကျမကဆုတောင်းတာပေါ့နော်အစပိုင်းမှာဆုတောင်းဒီလိုမျိုးဆုတောင်းတယ်မန်လဲခွန်းပေးတာတဲ့ဒီကောင်ရဲ့တရားလိုနေဆိုပြီးမှကျမကဒီလိုမျိုးဆုတောင်းနေတာကျမခေမရဲ့ရှေ့မှာအဲ့ဒီကောင်ရှေ့ကွဲပါစေဆိုမှကျမဆုတောင်းပေမဲ့စိတ်ထဲမှာလည်းအကျလဲနေတော့မပြောက်တော့အဲ့ဒါနဲ့ကျမရှေ့ခွဲပါစေပေါ့သူ့ကိုလို့ခွန်းလို့တယ်လို့လဲဆုတောင်းတယ်ကြည့်နှမျိုးနဲ့စားတော့ကျမအဲ့လိုမျိုးဆုတောင်းလိုက်တော့ဘာဖြစ်လဲဆိုရင်ခွန်းလို့ပွတ်တော့ကျမပြန်မှတောင်းခံတယ်ကျမမရအောင်စိတ်ထဲမှာရမ်းလဲနေတော့တရှင်တော်ဝိညာဉ်တော်လို့ကျမရဲ့အထဲမှာခွန်းလို့နိုင်ဖို့ပေါ့နော်မဆာပါလို့အထဲကနေအဲ့လိုမျိုးဆုတောင်းလိုက်တဲ့အချိန်မှာမရအောင်ဘာမှမထူးချောင်းအဲ့ဒါနဲ့မနေ့၄နာရီခွဲမှာနိုးလာတော့လေစိတ်ထဲမှာဝန်ပုတ်ကြီးထမ်းထားတာခံစားရတော့လေမပျော်တော့ကျမပြန်မှဆုတောင်းတဲ့အချိန်မှာတော့ကိုးကွယ်တယ်ဆုမတောင်းတော့ဘူးကျမကိုးကွယ်တယ်ချီးမွမ်းတယ်နောက်ဆုံးမှလေဘာဖွင့်ပြသွားလဲဆိုတော့ရှင်တော်ဝိညာဉ်တော်တင်ဆုတောင်းတာမားတယ်တဲ့ဟိုဖက်ဒီဖက်နိုင်ဖို့အတွက်ဆုတောင်းရမှာမဟုတ်ဘူးပြောချင်တာလေသူပြောချင်ဖွင့်ပြတဲ့အရာကသူပြောတဲ့စကားပြေလေဖို့အတွက်ပဲဆုတောင်းရမှာတဲ့အဲ့ဒီစကားတစ်ခုနဲ့လာတယ်ပြေလေဖို့အတွက်ဆုတောင်းရမှာတဲ့အဲ့ဒါမှကျမရန်တဘောပေါက်တာလေဒီလား
ကျမတို့ရဲ့တက်တာမှာလေဆူတောင်းနေရင်းနဲ့ဖယားအလိုတော်နဲ့မညီတဲ့ဆူတောင်းချင်းမှာတင်ဘလောက်ပဲဆူတောင်းတရှင်တော်ဝင်နေတော့ကအလုတ်လည်းမလုတ်တယ်လို့ဘာမှမရအောင်ဘာမှမရှိဘူးဘာမရအောင်ဒီတိုင်းပဲအလူတော်နဲ့ညီတဲ့ဆူတောင်းချင်းအဲ့ဒါနဲ့ကျမပြန်ဆူတောင်းတယ် JA ပဲပေါ့ JA ဒီနှစ်ဖက်စလုံး JA မနစ်မနာပဲနဲ့တူတန်းတူ JA နိုင်ပေါ့အတွက်ကျမပြန်ဆူတောင်းတယ်ဆူတောင်းတဲ့အချိန်မှပဲကျမရဲ့အထက်ကစိတ်ကပေါ့သွားတာအဲ့ဒီမှာကျမအဲ့ဒါကိုနားလေတော့တရှင်တော်ဝိညာဉ်တော်ရဲ့လှုပ်ရှင်တရှင်တော်ဝိညာဉ်တော်ရဲ့အလုတ်လုတ်တဲ့ပုံစံပေါ့နော်သူ့ရဲ့အလုတ်လုတ်တဲ့ပုံစံအဲ့မှာကျမနားလေသွားတော့ဘုရားသခင်ကအလုတ်အဲ့ဒါကြောင့်အလူတော်နဲ့မညီတဲ့ဆူတောင်းခြင်းအလူတော်နဲ့မညီတဲ့ဆူတောင်းခြင်းပေါ်မှာဘုရားသခင်အလုတ်လုတ်လို့မရဘူးတိလားဘုရားသခင်လုံးမလုပ်ဘူးတစ်ချက်နှစ်ချက်ဆူတောင်းတဲ့အရာတိုင်းမှာဘုရားလူတော်နဲ့ညီဖို့လို့ဘုရားလူတော်နဲ့ညီဖို့ကြတော့လေတရှင်တော်ဝိညာဉ်တော်မမဆရင်မရဘူးဆိုတဲ့အရာကိုကျွန်မနားလေသွားတာအဲ့ဒါကြောင့်ဒီကညီကိုမောင်နှမတွေကိုကျွန်မအဲ့ဒါကို sharing လုပ်ချင်တာဘလို့ပဲဖြစ်ဆူတောင်းတော့မယ်ဆိုရင်တရှင်တော်ဝိညာဉ်တော်ကိုအရင်ဖိတ်ခေါ်ပါဘုရားလူတော်နဲ့အညီဆူတောင်းနိုင်ဖို့ဘုရားလူတော်နဲ့အညီလှုပ်ဆောင်နိုင်ဖို့ဘူကတရှင်တော်ဝိညာဉ်တော်ရဲ့မဆာချူလိုတယ်ဆိုတဲ့အကြောင်းကိုကျွန်မ sharing လုပ်ချင်တာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဘယ်အထိဖွင့်ပြချက်ရသွားလဲဆိုရင်လေဖွင့်ပြလဲဆိုရင်လေတရှင်တော်ဝိညာဉ်တော်ကပုတ်ကူနော်လူစားတိအနေနဲ့ပြောရင်အဲမှာဖြစ်တကူတော်ကပဲ release လွတ်မြောက်စေတယ်ဖခင်ရဲ့တကူတော်ကပဲလွတ်မြောက်စေတယ်လို့ဖခင်ရဲ့တကူတော်ကပဲကျမတို့ကိုငြိမ်သက်ခြင်းပေးတယ်လူအနေနဲ့တရှင်တော်ဝိညာဉ်တော်ကိုခေါ်ရင်တော့တကူလို့ခေါ်တယ်ဒါပေမဲ့နှုတ်ကပတ်တော်နဲ့အညီခေါ်မယ်ဆိုရင်တရှင်တော်ဝိညာဉ်တော်လို့ခေါ်တယ်လူစားတိအနေနဲ့ကြတော့တကူဒါပေမဲ့နှုတ်ကပတ်တော်နဲ့အညီခေါ်မယ်ဆိုရင်တရှင်တော်ဝိညာဉ်တော်သူ့ရဲ့နာမည်နော်နာမည်ခေါ်ပုံခေါ်နေခြင်းလည်းမတူဘူးဒါပေမဲ့အဲ့ဒါကိုလည်းဖွင့်ပြခြင်းရသွားတယ်ကျမလေးတကူတရှင်တော်ဝိညာဉ်တော်ကတဘာတဲ့ပဲပုတ်ကိုဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျမဖွင့်ပြခြင်းရသွားတယ်နောက်တစ်ချက်ကဘာကိုရသေးလဲဆိုရင်လူမှာခန္ဓာစိတ်ဝိညာဉ်ရှိတယ်လို့ခမဲတော်မှာခမဲတော်သားတော်တရှင်တော်ဝိညာဉ်တော်နဲ့မှာတဘာတဆိုတိဖြစ်တယ်ဆိုတဲ့အရာကိုလည်းဖွင့်ပြခြင်းရသွားတာပေါ့နော်ဒါကြောင့်မို့ယေရှုခရစ်တော်ကကျမတို့ကိုတရှင်တော်သူအဖြစ်တို့မြို့ယူဇာတိအားလုံးကိုပြောင်းပေးခဲ့ပြီးယေရှုခရစ်ကိုယုံကြည်ရင်သင်ကယေရှုခရစ်တော်ထဲမှာတရှင်တော်သူဖြစ်သွားပြီဖြစ်သွားတဲ့အလျောက်ကဲတင်ပြီးပြီယေရှုခရစ်တော်ကောင်းကင်မှာမတက်ကြွခင်ခမဲတော်ကတင်တို့ပေါ်မှာတရှင်တော်ကိုဇေလွတ်ပေးမယ်လို့ပြောတဲ့အတိုင်းကျမတို့ရဲ့အသက်တာနဲ့ရဲ့စင်တိုင်းမှာဘုရားလူတော်နဲ့ညီအောင်အသက်ရှင်တတ်ဖို့ကတရှင်တော်ဝိညာဉ်တော်ရဲ့မဆာချင်းနဲ့တာလှုပ်ဆောင်နိုင်မယ်ဆိုတဲ့အကြောင်းကိုကျွန်မတသက်ခံချက်ပြတယ်ပေါ့နော်အသက်တာမှာလှုပ်ဆောင်တဲ့တစ်ခုချင်းစီတိုင်းဆုတောင်းတဲ့တစ်ခုချင်းစီတိုင်းမှာတရှင်တော်ဝိညာဉ်တော်ကိုဖိတ်ခေါ်ပြီးမှဆုတောင်းပါဆုတောင်းခြင်းအဖြစ်ထူးခြားသောနေပေကိုတည်ရောက်နိုင်မယ်ထူးခြားသောဆုတောင်းခြင်းတွေဆုတောင်းနိုင်မယ်အဲ့ဒါထက်ကဖယားအလိုတော်နဲ့ညီသောဆုတောင်းခြင်းကိုဆုတောင်းနိုင်ဖို့ရတရှင်တော်ဝိညာဉ်တော်ကပဲမဆနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်မကတတ်တဲ့ခံချင်တာဖြစ်တယ်ပေါ့နော်။ရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ။အာမင်။